အားလုံးမင်္ဂလာပါကိုလင်းလေး YouTube channel ကနေကြိုဆိုပါတယ်ကိုလင်းရဲ့ YouTube channel ကို like ပေးခြင်း comment ရေးခြင်း share ပေးခြင်းဖြင့်ကူညီပေးပါလို့မြစ်နိုင်ရက်ခံပါဒီနေ့ကတော့ဇွန်လ29ရက်2026ခုနှစ်ဗီဒီယိုဖိုင်လေးတစ်ဖိုင်ပြမယ်ပြီးတော့မှကိုလင်းပါလေးလိုက်ပုံမှာကိုလင်းပါမပုတ်ဖြစ်တာကအကြောင်းကြောင့်အနေငယ်ကြာနေရတာပါနောက်ဆိုပုံမှန်ပြန်ပြီးတော့ပါလေးပုံအားပေးနေကြတဲ့ပိသက်ကိုလည်းကျေးဇူးတင်ပါတယ်အတူတကွဗီဒီယိုဖိုင်လေးကြည့်လိုက်မယ်ပြီးတော့မှကိုလင်းပါလေးပုံလာဒီမှာဗီဒီယိုဖိုင်လေးကဒီမှာကျွန်တော်အခဲမကြည့်ဘူးတက်ချက်ဘုံမြင့်နိုင်အခုနေမျက်စိအောင်မှတွေ့ကြည့်ကျွန်တော်ကတကယ်လဲလိတာမယ်လူလဲကောင်းသူပြောတာနော်ကိုလင်းမပြောဘူးသူပြောတာကျွန်တော်တတ်ခဲ့ရတယ်လည်းများပါပြီဒီကောင်လေးအားလုံးမြင်တဲ့အတိုင်းပါပဲဒါကပြည့်မဲ့ပြည်သူနဲ့ဓမ္မအမှန်တရားလိုအပ်တဲ့တော်လှန်ရေးသမားတွေကိုရဲဆက်ရည်ရွယ်ချက်ရှိတပ်ဖြတ်ခဲ့တာသူကိုယ်တိုင်ပြောတာကိုလည်းမပြောဘူးဒီလိုဖြစ်စဉ်ကကျွန်တော်တို့မြန်မာနိုင်ငံမှာများစွာဖြစ်ခဲ့ရများစွာမှဖြစ်ခဲ့ရဒါတွေကရင်နာစရာကောင်းတဲ့ဖြစ်စဉ်တွေဒါမှထားပါဦးဒီကောင်ဘာပြောဦးမလဲကိုလင်းပါလေးလိုက်ပေါ့ကျွန်တော်တိုက်ပွဲဝင်တော့ဆိုအဲ့ကောင်ရှင်းထမ်းကန်တယ်ဘယ်တော့မှအရှင်းမထားဘူးမီးရှို့တက်တယ်လဲလိတက်တယ်ဟုတ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကဒီဗီဒီယိုဖိုင်ကိုကိုလင်းကပါလေးပို့ရခြင်းဒါကဘာလဲဆိုတော့နိုင်ငံတကာခုံရုံးမှာပြရမယ်အဆက်သက်တွေဒီသက်တွေမျိုးကကျွန်တော်တို့အနာဂတ်မှာနောင်တစ်ချိန်မှာထိမိအရေးယူဖို့အတွက်လိုအပ်တဲ့သက်တွေတစ်ခုပါပြုလုပ်တဲ့သူကမှမဟုတ်ဘူးပြုလုပ်ဖို့ညွှန်ကြားတဲ့သူတွေပါလူမျိုးသုံးတက်ဖြစ်အောင်လူအစုလိုက်ပြုံလိုက်သိအောင်လှုပ်ဆောင်တဲ့အထဲအဓိကသက်တွေပါပဲဒါကျွန်တော်တို့ကဖယ်ထားလို့မေ့ထားလို့မရဘူးကိုလေးပါလေးပုတ်တာတဲ့ဒါပိုကြီးပါတယ်ကျွန်တော်နိုင်ငံမှာထူးခြားတဲ့ဖြစ်စဉ်တွေကတော့စစ်အာဏာသိမ်းပြီးနောက်ပိုင်းစစ်ကောင်စီတပ်တွေကကျွန်တော်တော်လိုင်းအင်အားစုတွေနဲ့ရက်သားပြည်သူတွေကိုကြောက်ရွံ့တုံလို့စိုးထိပ်ပြီးတော့တော်လိုင်းကိုရှစ်ဆက်ပြီးမလုပ်ချင်အောင်စနစ်တကျနဲ့ရဲဆက်တပ်ဖြတ်ခဲ့တဲ့ထူးခြားတဲ့ဖြစ်စဉ်၄-၅ခုလောက်တော့ကိုလင်းပြောပြပထမတစ်ခုကတော့ပုံမိုးဆိုရွာအစုလိုက်ပြုံလိုက်မိရှုတပ်ဖြတ်တယ်ကြရားပြည်နယ်ပေါ့ဖြစ်စဉ်ကတော့2021ခုနှစ်နိုဝင်ဘာလ24ရက်ခရစ်စမတ်အကြိုနေ့ကြရားပြည်နယ်ဖရူဆိုမြို့နယ်မိုးဆိုရွာအနီးမှာကလေးတငယ်2ဦးနဲ့စစ်တဲ့ခြေတွင်အဖွဲ့ကဝန်ထမ်း2ဦးပါဝင်ခီးသွွားပြည်သူ30ကျော်ကိုစစ်ကောင်စီကဖမ်းပြီးတော့ကားပေါ်မှာတင်ကအရှင်လက်မီးရှို့တက်ခဲ့တဲ့ဖြစ်စဉ်ဒါနိုင်ငံတကာကပြင်းထန်ကိုရှုတ်ချခဲ့တဲ့ဖြစ်စဉ်တစ်ခုဒါကျွန်တော်တို့ဘယ်တော့မှမေးလို့မရတဲ့မေးလို့ကြော်သွားလို့မရတဲ့အကြောင်းအရာတွေတခုနောက်တစ်ခုကဗစီကြီးကြီးကလေကြောင်းတိုက်ခိုက်မှုဖြစ်ခဲ့တာတော့2023ခုနှစ်ဧပြီလ17ရက်ကမ်ဘလူမြို့နယ်ဗစီကြီးရွာမှာပြည်သူ့အုပ်ချုပ်ရေးရုံးဖွင့်ပွဲလုပ်နေစဉ်မှာစစ်ကောင်စီကဂျက်ဖိုက်တာနဲ့ဘုံကျဲချပြီးတော့မိနစ်ပိုင်းအကြာမှာပဲရဟတ်ယာဉ်နဲ့ပါလာရောက်ပစ်ခတ်ဒီတိုက်ခိုက်မှုကြောင့်ကလေးငယ်အယောက်40ကျော်အပါအဝင်အပြစ်မဲ့အရသားပြည်သူ190ကျော်ပွဲကျင်းပြီးတည်ဆုံခဲ့ရပြီးရုပ်အလောင်းတွေကအပိုင်းပိုင်းဆဆပြန့်ကျဲနေတာကိုအားလုံးတွေ့ရလူအစုလိုက်ပြုံလိုက်ကိုတတ်ထားတယ်နောက်တစ်ခုကအရာတော်မြို့နယ်မလဲသာရွာမှာလေလီတက်ဖြတ်ခဲ့2023ခုနှစ်ဖေဖော်ဝါရီလစကိုင်းတိုင်းတွင်စစ်ကြောင်းထိုးစဉ်အတွင်းမှာစစ်ကောင်စီရဲ့ဘလူးစစ်ကြောင်းဟာမလဲရွာကဒေသခံကာကွယ်ရဲဘော်တွေနဲ့အရက်သားတွေကိုဖမ်းဆီးခေါင်းဖြတ်တက်ခဲ့ခြေလက်တွေအင်္ဂါတွေကိုဖျက်တောက်ပြီးတော့လေလီတက်ဖြတ်ခြင်းတွေကိုပြုလုပ်ခဲ့ကြဒါတွေဟာပြည်သူတွေကြောက်လန့်သွားအောင်လို့စစ်ကောင်စီကရည်ရွယ်ချက်ရှိနဲ့တရုတ်ပြတ်အောင်ဗျူဟာတစ်ခုနဲ့ဆောင်ရွက်ခဲ့တာဒါလို့မှငင်းလို့မရမေးလို့မရတဲ့ကိစ္စတွေနောက်တစ်ခုက2021ခုနှစ်ဇူလိုင်လအတွင်းမှာကဏီမြို့နယ်မှာအစုလိုက်ပြုံလိုက်တက်ခဲ့ဒါတွေအခုပြောခဲ့တဲ့ကိုလေးပြောတဲ့ဥစ္စာတွေအစုလိုက်ပြုံလိုက်တက်တာတွေပဲနော်ကဏီမြို့အတွင်းမှာရှိတဲ့ရွာချို့ရင်းမှုရွာကုန်းတာရွာစတဲ့
စစ်ကောင်စီတပ်ကဒေသခံအမျိုးသားတွေကိုအစုလိုက်အပြုံလိုက်ဖမ်းဆီးပြီးတော့နှိပ်စက်ညှဉ်းပန်းကတောဆက်တွေမှာတနက်နဲ့ပြစ်တက်လူမဆန်စာတပ်ဖြတ်ပြီးအလောင်းတွေကိုစွန့်ပစ်ခဲ့တယ်။နောက်ပိုင်းမှာရုပ်အလောင်းအမြောက်အများကိုအစုလိုက်ချင်းတွေထဲမှာပြန်လည်တူးဖော်ပြီးတော့တွေ့ရှိခဲ့ရပြီးတော့နောက်တစ်ခုက2023-24မှာဖြစ်ခဲ့တာရေဦးမြို့နယ်မှာခေါင်းပြတ်တက်မှုနဲ့ဘလူးစစ်ကြောင်းရဲ့ရစ်ဆက်မှုစစ်ကောင်စီနာမည်ဇိုးနဲ့ကြော်ကြားတဲ့ဘလူးစစ်ကြောင်းစကိုင်းတိုင်းရေဦးဒီဘဲရင်စရှိတဲ့မြို့နယ်တွေမှာစစ်ကြောင်းထိုးဖမ်းဆီးရမိခဲ့တဲ့တော်လိုင်းရေးလူငယ်တွေကိုအရှင်လက်လက်အရေပြားခွာခြင်းလဲလိခြင်းခေါင်းပြတ်ခြင်းရွာတဲ့ခြံစည်းရိုးတွေမှာချိတ်ဆွဲခြင်းစတဲ့ရာဇဝတ်မှုတွေကိုကျူးလွန်ခဲ့ပြီးတော့2024ခုနှစ်မှာဝိုင်းမော်မှာတပ်ဖြတ်မြေမြုပ်ခဲ့ကချင်ပြည်နယ်တိုက်ပွဲပြင်းထန်ချိန်မှာစစ်ကောင်စီကဖမ်းဆီးရမိတဲ့ဒေသခံအရက်သားများနဲ့တော်လှန်ရေးလူငယ်ချို့ကိုစစ်ကြောရေးမှာနှိပ်စက်တပ်ဖြတ်ခဲ့ပြီးတော့အလောင်းတွေကိုမြေမြုပ်ဖျက်ဆီးခဲ့ဒီဖြစ်စဉ်တွေကဘာကိုပြတာလဲဆိုလို့ရှိရင်စစ်ကောင်စီကကျွန်တော်ပြည်သူကိုရက်ဆက်တက်ခဲ့တာပေါ်လွင်စေတဲ့ဖြစ်စဉ်များစွာအများကြီးပြောရတနေ့လုံးမကုန်ဘူးဒီလိုတက်ခဲ့တဲ့အထဲမှာတချို့ရုပ်တံမှတ်တမ်းတွေလည်းရထားသလိုအခုဒီရုပ်တံမှတ်တမ်းကလည်းတစ်ချိန်မှာကျွန်တော်ရေးယူရမယ်အထဲမှာအဓိကအထောက်အထားတစ်ခုဖြစ်တယ်ဒါပါဖြစ်စဉ်တွေပြောရရင်တော့မကုန်ဘူးဒီကောင်ဘာပြောမလဲတော့နားထောင်လိုက်ဟာဒီကောင်လေး line မော်တင်လို့ကျွန်တော်ပြန်တင်နေကျွန်တော်ထက်တာနာရေးလည်းမယူဟာယူဆိုင်အကြောင်းမရှိပါဘူးဒီကောင်လေးတင်လို့ကိုတဲတင်တယ်ဩကျွန်တော်နေမကျွန်တော်နေသူပြောတာတော့ကိုလင်းပြောတာမဟုတ်ဘူးအထက်ဌာနကလည်းလုံးဝအရေးမယူဘူးဆိုတဲ့ဟိုကတစ်ချိန်တည်းတညံနေဆိုလို့ရှိရင်မှားမလားတစ်ချိန်တည်းတညံနေလေပြည်သူတွေကြောက်ရွံ့စိုးရိမ်တုန်လှုပ်သွားအောင်ရက်ဆက်တက်ခိုင်းနေတာအပေါ်ကနေအောက်ကနေလှုပ်ရှင်တာလှုပ်တက်ချင်တယ်လို့တက်ဖြတ်ချင်တယ်လို့ဖြတ်ပြည်သူကိုလူတို့ကိုမတတ်မှတ်တာလှုပ်ချင်တယ်လို့လှုပ်ခိုးချင်တယ်ကိုဖွက်ချင်တယ်ဖွက်ဒါကချိန်တည်းတညံနေဆိုတာကိုပုံမွင်လင်းသိအောင်ချပြခြင်းပဲကိုလင်းပြောတာမှားမလားလာပါဒီကောင်ဘာပြောမလဲကိုလင်းပါလေးတော့လိုက်ပေါ့နော်မိုးကိုတပိတ်ကြီးဟုတ်တယ်မေရီယာမူမေချောင်းစုံပေါ့ဟိုသူလုတ်ခဲ့တာလေလုတ်ခဲ့အရန်ခစ်ထားတဲ့ချိန်ပေါ့2023 2024အော်အေး25ထဲမှာပေါ့အေးပါကွာအေးပါဘာပြောရမလဲဆိုတော့အခုဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဘုံမြင့်နိုင်တက်ချက်ဘုံမြင့်နိုင်သူကိုယ်တိုင်ဝန်ခံတယ်သူကိုယ်တိုင်ထုံနှုတ်ပြီးတော့ပြောပြတယ်သူတို့ကိုယ်တိုင်အထက်နဲ့အောက်ညီညွတ်စွာနဲ့ပြည်သူကိုရဲဆက်တက်နေကြဒါနိုင်ငံတကာရာဇဝတ်မှုဖြစ်တယ်ဒါရိုးလူတက်မှုမဟုတ်ဂျနီဗာကွန်ဗင်းရှင်းကိုနိုင်ငံတကာစစ်ဥပဒေတွေကိုပြောင်းတင်းချိုးဖောက်နေတဲ့စစ်ရာဇဝတ်မှုဖြစ်ကြောင်းမှတ်တမ်းတင်နိုင်ငံတကာစစ်ရာဇဝတ်မှုတော့ပေါ်သေးမဟုတ်ပြီးတော့ရှင်းလင်းပြောရလို့ရှိရင်ဒီလုံးရက်တွေကိုကျူးလွန်နေတဲ့သူတွေဒါမကောက်အမိန်ပေးတဲ့သူတွေကိုပါစေခိုင်းနေတဲ့သူတွေပါတနေ့နိုင်ငံတကာတရားရုံး ICC တို့ ICJ တို့မှာပြည်သူတရားစီရင်ရေးရဲ့လွတ်မြောက်စေမှာမဟုတ်ဘူးဆိုတဲ့အတိတော့ပေးခြင်းနိုင်ငံတကာခေါ်ရိုးတွေမှာပြည်သူကနေပြီးတော့ထိုက်တန်ထိရောက်ကိုအရေးယူအောင်မှာလို့ပြောချင်တာပြီးတော့ဒါဒီကိစ္စတွေကျူးလွန်နေခြင်းဟာဗျူဟာမြောက်စိတ်သက်စစ်ရေးပဲဒါကိုကျွန်တော်တို့ကမေ့လို့မရကြော်လို့မရဘာလို့လဲဆိုလို့ချင်းစစ်တပ်ကဒီလိုရဲဆက်လုံးပြနေတာကိုမတားပဲနဲ့အောက်ခြေကလူကိုလှုပ်ချင်တယ်လို့လှုပ်ခိုင်းတာပြည်သူတွေကြောက်လန့်သွားစေဖို့ရည်ရွယ်တယ်အကြောက်တရားကိုလက်နက်အဖြစ်အသုံးချစေချင်တယ်ပြည်သူတွေတက်ပြနေဖက်ပြနေကြောက်ပြီးတော့ရက်သွားမလားဒါပေမဲ့ယနေ့ခေတ်လူငယ်တွေက
လွတ်လပ်မှုနဲ့တရားမျှတမှုရဖို့အသက်သွေးချွေးဘဝတွေကိုရင်းနှီးပြီးတိုက်တာဆိုတော့ဒါကိုရီအတွက်ကတော့မပြောပါတော့တနေ့ပြုလုပ်သူရောစေခိုင်းသူရောကိုကျွန်တော်တို့ထိရောက်ရေးယူနိုင်ဖို့ပဲကျွန်တော်တို့အရေးကြီးတယ်အဲ့ဒီအတွက်ကျွန်တော်တို့တော်လန်ရေးကိုအားလုံးပူးပေါင်းညီညွတ်ပြီးတော့တော်လန်မှဒီတော်လန်ရေးကြီးကိုအောင်မြင်နဲ့ဖျက်ဆီးနိုင်မှကျွန်တော်တို့ကဒီပုံကိုယ်တွေဒီရာဇဝတ်မှုစစ်ရာဇဝတ်မှုကျူးလွန်တဲ့သူတွေကိုအရေးယူနိုင်မှာဖြစ်တယ်။ဒါကြောင့်မို့လို့အားလုံးပါဝင်ပူးပေါင်းဖို့လိုနေပြီ။ဒီဖြစ်စဉ်ကဘာကိုပြနေခြင်းလဲဆိုတော့မြန်မာနိုင်ငံအတွင်းမှာရှိတဲ့မိတင်းနေထိုင်တဲ့လူတွေစစ်ကြုံစနစ်နဲ့နေမနေလို့ရှိရင်မင်းတို့ပုံစံမျိုးစုံတောင်မျိုးစုံကနေတတ်မယ်။ရအောင်တတ်မယ်လို့ပြောနေခြင်းပဲ။ကိုလင်းပြောတာမှားမလား။အဲ့တော့ဒီဆိုးရတဲ့အနိဋ္ဌာယုံတွေကနေကင်းလို့ဖို့ဆိုလို့ချင်းကျွန်တော်တို့ဒီတော်လန်ရေးကြီးလုံးဝပြီးဆုံးအောင်မြင်မှရဒီတော်လန်ရေးမပြီးဆုံးမအောင်မြင်ရင်တော့ဒီစနစ်ဒီဝဲကရက်ကနေကျွန်တော်တို့လွန်ထွက်နိုင်မှာမဟုတ်ကျွန်တော်တို့တော်လန်ဘက်တော်သားတွေကနေသူတို့စစ်တုံးပန်းတွေမိလို့ရှိရင်ကောင်းမွန်ထားတယ်ဒါပေမဲ့ရခိုင်မှာဆိုလို့ရှိရင်သူတို့ကိုယ်တိုင်ကိုစစ်တုံးပန်းထားတဲ့နေရာတွေကိုဒီလေကျောင်းနဲ့ဘုံခွဲတက်ပြတ်တယ်လေကျောင်းနဲ့ကျဲတယ်တက်တယ်သူတို့ပြန်တက်တယ်သူတို့ရင်တွင်းစကားတွေလည်းအားလုံးအမြင်ပဲယနေ့အချိန်ထိပြည်သူတက်မတော်သားပြည်သူတက်မတော်ဆိုတာ PDF နဲ့ EAO တွေကမိလာခဲ့ပြီဆိုလို့ရှိရင်ကောင်းမွန်ထားတယ်ဂျနီဗာကွန်ဗင်းရှင်းအတွင်းကဥပဒေဘောင်တွင်းရတာလွတ်လပ်မှုနဲ့တရားမျှတမှုကိုတိုက်နေတာဖြစ်တဲ့အတွက်ရလက်ချင်းကတော့တခြားစီပဲဒါကြောင့်မို့လို့ဒီဖြစ်ပျက်တွေဟာကျွန်တော်တို့လူဂုံတိတ်ကလူကျင့်ဝတ်တွေနဲ့ညီဖို့ဥပဒေအရရေးယူနိုင်ဖို့တော်လန်ရေးကြီးပြီးမြောက်ဖို့လိုတယ်ဘယ်လိုပဲဆိုကျွန်တော်တော်လန်ရေးကိုပြီးမြောက်ဖို့သာအာယုံစုဆိုင်ပေးကြပါလို့ကိုလေးကမြစ်တာရက်ခံညာတော်လန်ရေးဝေဝါးစီမဲ့ကိစ္စရက်တွေဟာတော်လန်ရေးကိုဖြိုဖျက်ခြင်းပဲစစ်ကောင်စီကမှတော်လန်ရေးကိုပြိုပြက်အောင်ဝေဝါးအောင်မိမ့်ဝါအောင်မလုပ်ချင်တော့လောက်အောင်လုပ်နေတာမဟုတ်ဘူးတော်လန်ရေးမှာလဲတော်လန်ရေးလိုနဲ့ပူးတက်နေတဲ့လူတွေကလည်းအန်ဒီရည်ပဲအဲ့တော့ကျွန်တော်တို့ပြည်သူတွေကိုကျွန်တော်ပြောချင်တာကကျွန်တော်ပြည်သူတွေမညံ့ပါဘူးမအပါဘူးတော်လန်ရေးနဲ့တွေ့ဖီနေတဲ့သူအားလုံးကိုဖယ်ခွာပြီးတော့တော်လန်ရေးကိုသာပြန်ပြီးတော့ဦးဆိုင်ပေးကြပါဂူးဆိုင်ပေးကြပါပါဝင်ပေးကြပါအာယုံဆိုင်ပေးကြပါလို့မြစ်တာရက်ခံရင်းနဲ့ညီကုန်းချုပ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ရများမှာလဲကိုလင်းတစ်ထက်ကောင်းတဲ့အချက်အလက်တွေနဲ့ပုံမမြိုင်ဆိုင်တင်ပြပေးသွားမယ်လို့ပြောရင်းနဲ့ကိုလင်းကို yes ဆိုတဲ့ comment လေးတစ်ခုတော့မှန်းခဲ့ပါလို့တောင်းခံရပါတယ်အားလုံးကျေးဇူးတင်ပါအရေးတော့အောင်ကိုအောင်ပါမယ်ဗျာ